ဖယားဟောထားသလောက်ကျွတ်တို့မဟောရတဲ့ဇတ်လံဒီထဲတချို့ကပြောရတယ်ကြာလီကံပေါက်ပေါက်ရှာရှာအိမ်တော်သားမှုအကြောင်းတွေဟောရတာကြမ်းတယ်ဒါပေရသေးကြီးနဲ့တမင်မနဲ့ရတဲ့ဣတိသိင်္ဂကိုမိမဆိုသူတစ်ခါမှမတွေ့ဘူးအဲ့ဒီကျိုးနဲ့ကစားတဲ့ဂျင်ကလေးကိုယူသွားသူခန္ဓာကိုယ်မှလည်းပရိနှရောင်းနေဝတ်စားတန်းစားရဆင်းလို့လှလှပပပြုတ်ပြင်းပြီးတော့ကြောင်းသင်္ကန်းဝင်ရန်ကိုသူစဉ်းစားရသေးကြီးရှိပါလားဖြစ်စည်းရမှာရသေးလေးလို့ပြောတယ်ရသေးကြီးကတော့ဖြစ်စည်းရမယ်ဆိုတော့မှသူ့ကြည့်ရတာပရေတွေတွန်းလို့အသက်ကလည်းကြီးလှပြီသူ့ဖြစ်စည်းခိုင်းတာမဟုတ်တော့ဘူးရသေးပြိုလေးလည်းရှိရဲ့တို့ပါတော့လေဒီကိစ္စရသေးကလေးဖြစ်စည်းရခြင်းမှာဒီရသေးကြီးရှိနေပါကဘယ်လိုနည်းနဲ့မှဖြစ်စည်းလို့ရမည်မဟုတ်ရသေးကြီးတော်တဲ့သွားတဲ့အခိုက်အတန့်ကိုစောင့်ဆိုင်ပြီးတော့နေခဲ့ရသေးကြီးကလည်းတော်တဲ့သွားကန်ဒီတာရဲ့လူလေဣတိသိင်္ဂလာကွက်မှားခဲ့မယ်နော်ဖခင်မရှိတော့အစစအရာရာမင်းစောင့်ရှောက်ပါနော်ခါတိုင်းဖခင်ပြန်လာလို့ရှိရင်တရားနေရာတွေခင်းလို့ခြေစေးရတဲလို့တောက်ရတဲလို့ထင်းတွေဖြတ်ပြီးတော့မီးတွေမွဲလို့ဖခင်မောပမနဲ့ပြန်လာရင်စားရန်တောက်ရန်သိရွက်သစ်သီးတွေပြုတ်လို့အဲ့ဒီအလုတ်ကိစ္စတွေကိုငါသားကြီးလုံနေကြမမေ့ပဲနဲ့ဖခင်ပြန်လာရင်အစင်းနဲ့ဖြစ်အောင်ပြုစုနေတော့နော်အဖေသွားမယ်သားရဲ့ချင်းတော်ကလေးနဲ့ဂျိတ်နဲ့သစ်သီးရှာထွက်သွားရသေးကြီးလည်းထွက်သွားရောသစ်ခက်တင်းနှမှထွက်လာ၍ဘရင်သမီးဖြစ်သောနိလိနိကာလီသင်္ကန်းကျောင်းအပါဝင်ပြီပြုတ်ရိုးရိုးမဝင်ဘူးဂျင်ကလေးကျိုးကလေးနဲ့ပြစ်လိုက်ဂျင်ကလေးကလဲနေသူကကျိုးလေးလှမ်းပြစ်ရစ်ပြီးတော့ဆွဲလိုက်ဂျင်ကလေးကသူ့ရှိပါလာလိုက်ဣတိသိင်္ဂရသေးလေးကသေချာကြည့်ရသေးပြိုလေးပါလားမိမလည်းတခါမှမြင်ဘူးတော်ထဲမှာကိုရသေးကြီးနဲ့တမင်မနဲ့ရတဲ့ဣတိသိင်္ဂကိုမိမဆိုသူတခါမှမတွေ့ဘူးရသေးလေးလို့ပဲသူ့စိတ်ထဲမှာထင်တယ်ဟာရသေးလေးပါလားအလုံးရသေးလေးကသူ့လက်ထဲပါလာတဲ့သစ်သီးလေးကလည်းသူ့နားကဘယ်မှမခွာဘူးပြန်ခေါ်လို့လာတာကိုဂျင်ကလေးကိုသစ်သီးလေးတဲ့ဂျင်ကလေးလှမ်းပြစ်လိုက်တော်ကြကျိုးလေးနဲ့ဆွဲယူလိုက်ပါလာလိုက်တဖြည်းဖြည်းတစနဲ့ကစားရင်သွားလိုက်တာသင်္ကန်းကြောင်းရောက်ရသေးလေးသင်ပင်ကလာသလေမောသွားပါလားလာလေထိုင်မအောင်တော့လားနေရာတွေပါတွေခင်းပေးလို့မောလှပြီထင်းတဲ့ဟောဒီသစ်သီးကိုစားပါအောင်ဒီရေကိုတောက်ပါအောင်ဒီနေရာမှာထိုင်မအောင်တရစ်တမောအိပ်ပါအောင်လားနဲ့လောကပြူငါစွာပြူပြီးတော့နိလိနိကာဘရင်သမီးထိုင်လိုက်တဲ့အခိုက်အတန့်မှာမေးပြီးတင့်ကြည့်ရတာတို့နဲ့မတူဘူးမျက်နှာကလည်းညှိုးငယ်တယ်တင့်ဘက်မှနေတော့ငါသင်္ကန်းကျောင်းမှာငါနေတာပေါ့ရသေးပြိုလေးရဲ့တင့်ကြည့်ရတာမျက်နှာမကောင်းဘူးနေကောင်းရဲ့လားငါသိနေမကောင်းဘူးသင်ဘာပြုလို့နေမကောင်းတာတော့ငါနေမကောင်းဆိုတခြားဟုတ်ပါရောလားငါနေမကောင်းဆိုတခြားဟုတ်ပါရောလားနဲ့ပြောတော့မှနော်ဒါပတိပိဋကကျုပ်နည်းနည်းတော့ပြောထားအောင်ဖယားဟောထားသလောက်ကျွတ်တို့မဟောရတဲ့ဇတ်လံဒီထဲတချို့ကပြောရတယ်ကြာလီကံပေါက်ပေါက်ရှာရှာအိမ်တော်သားမှုအကြောင်းတွေဟောရတာကြမ်းတယ်ဒါပတိကျုပ်ကိုကြမ်းတယ်ပြောပတိကျွတ်တို့ကဖယားဟောထားသလောက်မဟောရမယုံရင်လေအဲ့ဒီနိလိနိကဇတ်ကိုကျွတ်တို့950တဲ့ရှာကြည့်ဖယားဘလောက်ထိဟောထားတယ်ဆိုတာတကယ်တော့ဟောထားပါတယ်ပြိဿသင်နေမကောင်းတာဘယ်နဲ့ကြောင့်တုံးလို့မေးလိုက်တဲ့အခါမှာနိလိနိကဘရင်သမီးကငါမှအနာတခု